အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကတားပန်ချန်မှာချန်မယ်ဖြစ်ပါတယ်ကျွန်တော်ဒီမှာနေသားထဲမှာကျွန်တော်ရှော့ထဲမှာလည်းမိလာတယ်ဒါနဲ့ဟဲ့သွားပြီးလောက်တာဒီဟိုကကန်ကောင်းလို့ပြည့်ပြန်ရတာပါနော်အဘက်ကနေနေဆက်လာမှမလားဟင်းတဲ့ညာနေဆက်လာယူကြဒီညမှာအော်ငါဒီပဝါလေးရှောင်းအောင်ဆက်တူကြည့်နော်ဆက်တူတာကျွန်တော်ဘလောက်ကန်ကောင်းလဲဒီမှာတော့ဒီခဏလေးရတော့ကျွန်တော်နေသားရောက်တာခဏလေးရတော့ဒီလူကျွန်တော်တော့လိုက်ပြရနော်ခဏလေးရဘလောက်ပြန်နော်ဒီလက်ပြီးအခုကောင်ဆက်ချအောင်ပဲနေတာဟုတ်ကဲ့နော်ဒီနော်မမအဲ့ဒါကနေပြီးနေတယ်ဒါမှမဟုတ်ကနေအဲ့တော့အမြင်ပြီးတော့သွားပြီးအဲ့လာဒါမှမဟုတ်ကြောင်မယ်ဆိုလို့ဒါလေးကူးလိုက်တွေ့တယ်အမြတ်ပေါ့ဗျာကျိုးအောင်ပါတော်တော့ကွာတော့ဒီနာလာတော့နော်အဲ့ကူကောင်းတုံးပြီဗျာသူကန်ကောင်းလို့ဒါတော့ပြီးပြင်းရတော့ဗျာဦးလေးပလေးတော့ကြိုက်နေလာတော့လည်းတော့ကြိုက်ဗျာဒီညနေနဲ့အနေဟိဒီနည်းနည်းလေးကားထားမှာသူတို့ကတို့ကြိုက်ဒီပင်ပေါ်ပြန်အားရချင်တော့မိုင်းတူတန်းမှာတော့ကန်တာနေအာယုန်တာနေနေဟဲ့ဟုတ်ကြအဲ့ဒီဘာဖြစ်လဲဟဲ့သူ့ကြောင်ရောက်နေလိုင်းရတာလေလားအဲ့နော်အဲ့နာတော့တော့ဟိုကဟာနော်အားရချင်တော့တန်းနေပါလေအာယုန်နေပိုင်းညာလာပဲတူရအောင်သူ့ပကဟဲ့မျိုးရကျွန်တော်ပကကြီးကျွန်တော်ပကကြောအောင်လို့ဟုတ်ကဲ့ပကကြီးကွာမသိတင်တာလေးပြန်ထားမှာပေါ့သူကလည်းတွေ့မှထားတယ်ကျွန်တော်ကသူကမေးလာထားတယ်နဲ့တွေ့ကြသေးတာပေါ့ဗျာဒီထားလိုက်အောင်ဗျနော်ဒါဘူးနားရီထားလိုက်အောင်နော်ကျွန်တော်ပကကြီးထူလာတော့ကောင်းပကတုံးပလက်ရတုံးပလက်ရဒီနံပါတ်ရတော့မဲအယုံပကလေးအယုံပကနဲ့တမ်းကတူတမ်းပကတာကျိုးဝိုင်းတော့လေတာကျွန်တော်ဒီကကြီးတူပြန်ပေးနေအားတယ်နော်မမိုက်ဖူးဗျလိုက်တော့မယ်ဘက်ကလေးလေးဘလောင်းအောင်ကျွန်တော်လာပါတယ်အေးလာပါတယ်လေဆိုတော့တူပါတဲ့အယုံဘာလို့သူဘလာဘာနေကြပူညမ်းပြီးတော့ကောင်းနေဗျခိုးတယ်လည်းမကုန်းတော့ဘူးလေခိုးတွေကကျွန်တော်မိတိုင်းလို့တော့တီးလို့ပဲသူလိုတော့မှာဒီမတေးပါစနဲ့တော့မဲလာပါတော့โอเคဆိုတော့မိဖြည်းဖြည်းဒီကတ်စီရမှာပြေမိတော့မလို့မရမဲလို့မဆိုကတ်စီရတဲ့တိုင်းပဲဒီမှာဒါပြီဒါလေးတူယူမယ်ဘာလို့လဲဒါလေးယူမယ်ဒါပါယူမယ်ဒါပါ၄ခွက်လောက်ပဲချူရောင်းမယ်ဘာလို့လဲဒါမှ၄ခွက်ပဲပါလာလို့ဒီခွက်နဲ့ခဏလေးငါတွေတိုက်မတူတွေဟုတ်ပါမယ်တူတယ်မယ်ဒီပါတော့မယ်တူရဲပဲတင်နေတူရဲနှစ်ခုလောက်တော့ရအောင်shit တခုကဲဟုတ်ပါတယ်ဒီရောက်တော့မဲတွေ့ပါလေဗျာ
နေတဲ့အချိန်တွေမှာတော့ဘရိုဒီချေးလေးနဲ့ကြည့်လိုက်နော်ကျွန်တော်တို့ဒီနေ့ကနေဖက်ဆိုသွားမယ်ဗျနေသားဝိုက်တဲ့ရဲ့အတွက်ကြိုးစားကြပါစို့ကဲအော်ဒီမှာကိုယ်တွေပဲရှိတယ်ကိုယ်တွေမတူပါမဟုတ်โอเคဘရိုတို့ရေကျွန်တော်ဒီနေ့အတွက်ကကျွန်တော်ဒီလောက်ပဲလုပ်ပါမယ်ဘိုင်ဘိုင်နောက်ပြီးမှပြန်တွေ့ရမယ်